ဂုတ်လမှာစနေသားသမီးတွေပင်ပန်းသမျှအရာထင်တော့မလားအဖြေကတေချာပေါက်ပါပဲဒါပေမဲ့လကုံပိုင်းမှာတင်မထင်မှတ်ထားတဲ့အမားလေးတစ်ခုကြောင့်ပြဿနာတက်နိုင်တဲ့အလှည့်ပြောင်းတစ်ခုလည်းရှိနေပါတယ်ခင်ဗျားဟာစနေသားသမီးပြီးတာဝန်ယူစိတ်အရန်ကြီးတယ်သူများထက်ပိုပင်ပန်းခံတယ်ကိုယ်တိုင်သာအသေးလဲလုံနေတာတခါတလေငါစူးစမ်းမှုတွေကအရာရောထင်ရလားဘယ်တော့မှငါအတွက်အလှည့်ရောက်မလဲလို့တွေးပြီးမွန်းချက်နေတတ်တယ်မဟုတ်လားဒီ2026ဩဂတ်လဟာအဲ့ဒီမေကွန်းတွေအတွက်အဖြေပေးမဲ့လှပါပဲပထမဆုံးငွေကြေးနဲ့အလုပ်အကိုင်လာအစပိုင်းဟာခမရအတွက်ရွှေထွက်မဲ့အချိန်ပဲအလုပ်သစ်စမလား project သစ်လုပ်မလားရဲရဲတာရှေ့တိုးလိုက်အထက်လူကြီးတွေကခမရရဲ့အရေးချင်းကိုအတိမတ်ပြုလာလိမ့်မယ်အခွင့်အရေးတွေဝင်လာမယ်ဒါပေမဲ့တတိထားရမယ့်အချိန်ကဩဂုတ်22ရက်နောက်ပိုင်းလကုန်ပိုင်းရောက်တဲ့အခါပဲအဲ့ဒီအချိန်မှာအချိန်နည်းနည်းလျှော့ဖို့လိုလာပြီဘာလို့လဲဆိုတော့စာချုပ်စာတမ်းတွေစည်ရင်းစရာတွေငွေလွှဲငွေပြောင်းတွေမှာအသေးစိတ်အမှားလေးတွေကနေပြဿနာတက်လို့ပါပဲဒုတိယချက်လူမှုရေးနဲ့အခြေရေးခမရကအခုလာထဲမှာအလုပ်ကိုအရန်ဖီးလုပ်နေတော့ချစ်သူခင်သူတွေနဲ့မိသားစုကိုအချိန်ပေးဖို့မေးနေတတ်တယ်ပြဿနာကြီးကြီးမားမားတော့မရှိဘူးဒါပေမဲ့ကိုကအလုပ်တွေလုပ်နေချိန်မှာသူတို့ဘက်ကအထီးကျန်တယ်လို့ခံစားနေရတယ်ဒီတော့အလုံးများတဲ့ကြားကဖုန်းလေးတစ်ချက်ဆက်တာစကားလေးနွေးနွေးထွေးထွေးပြောပေးတာမျိုးအချိန်လူပြီးလုပ်ပေးပါဒါဟာတစ်ဖက်လူအတွက်တင်မဟုတ်ဘူးခမရဲ့စိတ်ဖိစီးမှုတွေကိုပါတကယ်ရော့ကျသွားစေမှာပါအရေးကြီးဆုံးဖြစ်တဲ့ကံပွင့်စေမဲ့ရရရာနဲ့အယောင်တွေအကြောင်းမပြောခင်ကျမ်းမာရေးကိုတစ်ချက်လေးသတိပေးခြင်းနဲ့အလုပ်ဖိစီးမှုများတာကြောင့်ခေါင်းကိုက်တာဇက်ကြောတက်တာပခုံးတွေလေးတာမျိုးဒီလာတဲ့တေချာပေါက်ခံစားရနိုင်တယ်အေးရေးဝဝအိတ်ဖို့နဲ့ရေများများတောက်ဖို့ကိုလုံးဝမမေ့ပါနဲ့ကဲအခုပြောမဲ့အချက်တွေကိုနောက်မှပြန်ကြည့်လို့ရအောင်တေချာ save လုပ်ထားလိုက်တော့နော်ဒီလမှာတင့်အတွက်ယုံကြည်မှုနဲ့လုပ်ငန်းအောင်မြင်မှုကိုအမြင့်ဆုံးရောက်စေမဲ့အကျိုးပေးအရာတွေကအပြရင်ခရမ်းရင်းနဲ့အနက်ရောင်တွေဖြစ်ပါတယ်အင်တာဗျူးသွားတာပဲဖြစ်ဖြစ်အရေးကြီးကိစ္စရှိရင်ဒီအရာတွေကိုရွေးဝတ်ပါရှောင်ရမယ့်အရာကတော့အနီရဲရဲနဲ့အဖြူစွတ်စွတ်ပဲငွေကြေးကိစ္စတွေမှာသုံးဖို့ကံကောင်းစေမဲ့ကဏ္ဍတွေက9-8ဖြစ်ပါတယ်ဒီလထဲမှာတွေးကြုံလာနိုင်တဲ့အနှောက်အယှက်တွေအကုန်ပြေပြောက်ပြီးကံလန်းကြောင်းပွင့်သွားစေမဲ့အကောင်းဆုံးရည်ရည်ကတော့ဘိုးဘွားရိတ်တာဒါမှမဟုတ်တကြေးရွယ်အိုတွေကိုအစားတောက်လေးတွေဝယ်ကျွေးတာအလှငွေလေးတွေထည့်ပေးတာပဲဖြစ်ပါတယ်ဒါဟာစနေသားသမီးတွေအတွက်ဒီလမှာအထီးရောက်ဆုံးကုသိုလ်ပါပဲဒီဟောစာတန်ကခမ ्या ရဲ့လက်ရှိဖြတ်တန်းနေရတဲ့အခြေအနေတွေနဲ့ဘလောက်ထပ်တူကြနေလဲခမ ्या ရဲ့ရင်ဘတ်ထဲကခန်းစားချက်တွေကိုအောက်မှာဆွေးနွေးသွားလို့ရပါတယ်ပြီးတော့တခြားစားနေသားသမီးတွေလည်းဒီအချက်လေးတွေကိုကြိုသိပြီးပြင်ဆင်နိုင်အောင်သူတို့ကိုပါဒီဗီဒီယိုလေးပြပေးလိုက်ပါဦးကျွန်တော်တို့နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံနေကြပါမယ်